မင်္ဂလာပါကျွန်တော်ဒေါက်တာစီသူလင်းပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့လေဘင်းကျမ်းမာရေးအတွက်အရေးအကြီးဆုံးဖြစ်တဲ့ပထမဆုံးလေဘင်းရိုးစစ် C1 သို့မဟုတ် Atlas အကြောင်းကိုဗဟုသုတအနေနဲ့မျှဝေပေးသွားမှာပါ C1 အယိုးစစ်ဟာတခြားအယိုးစစ်တွေနဲ့မတူဘဲကွင်းတစ်ကွင်းပုံစံဖွဲ့စည်းထားပြီးကျွန်တော်တို့ဦးခေါင်းတစ်ခုလုံးရဲ့အလေးချိန်ကိုအဓိကထမ်းထားပေးတာပဲဖြစ်ပါတယ်ဒါအပြင်အုံနောက်စီသွားတဲ့သွေးကြောတွေနဲ့အရေးကြီးတဲ့အာယုံကြောမာကြီးကိုလည်းလုံခြုံစွာကာကွယ်ပေးထားတာပါဒီ C1 အယိုးစစ်လေးထိခိုက်မိရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်ဥပမာရေတိမ်တဲ့နေရာတွေမှာခေါင်းဆိုင်ကြီးငုတ်တာဒါမှမဟုတ်ခေါင်းပေါ်ကိုအလေးအပင်ကျတာတွေကနေ C1 အယိုးအကွယ်ကျိုးပတ်တတ်ပါတယ်ရန်တိုင်းမှုတွေနဲ့လီးဖက်နာယောဂရှင်တွေမှာလည်းအစစ်လွဲတာမျိုးတွေအဖြစ်များပါတယ်ဒါကြောင့်လေဘင်းကိုအလွန်အမင်းအားသုံးပြီးချိုးတာတွေကိုအထူးရှောင်ကျဉ်ဖို့လိုအပ်ပါတယ်နေ့စဉ်ဖုန်းကြည့်ကွန်ပျူတာသုံးတဲ့အခါမှာလေခေါင်းကိုရှေ့အရမ်းမငိုက်ပဲမှန်ကန်တဲ့ကိုယ်နီဟန်ထားနဲ့ညီထိုင်ဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲလေဘင်းနာကျင်မှုကင်းဝေးပြီးကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုမွန်ခေါင်းတောင်းအပ်ပါတယ်